တခုမေးချင်တာအခုနောက်ပိုင်းလူငယ်တွေထင်လာတာပေါ့နော်စီးပွားရေးလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘွဲကအသုံးမဝင်တော့ဘူးလို့ထင်လာကြရှိရလေစီးပွားရေးနဲ့ပညာရေးရောဘယ်လိုဆက်ဆက်မှုရှိလဲလို့အကိုတွေးမိတယ်လောကကြီးကိုပြန်ပြီးတော့သုံးသပ်ရင်လောကကြီးမှာအောင်မြင်ခြင်းကြရှုံးနေတာတစ်ခါကျရင်ကံပေါ်မှာလည်းမဟုတ်ဘူးကျွန်တော်တို့သင်ထားတဲ့ပညာရေးတစ်ခုတည်းမဟုတ်เนาะပညာအတော်ဆုံးလူကလောကမှာအောင်မြင်ဆုံးလူမဟုတ်တာတော့သိကြတယ်ဘုရားဟောခဲ့သလိုပဲဗမာစကားပုံတွေရှိသလိုပဲကံဉဏ်ဝရိယပေါ့နော်ကံဆိုတော့နံပါတ်1ပဲကံကောင်းတဲ့လူကိုတော့ဘယ်သူမှရှင်းလို့မရအောင် genius လို့လည်းသုံးတယ်တချို့ကံအရန်ကောင်းတဲ့လူပေါ့နော်သူများလို့သူကအစင်းစင်းတက်စရာမလိုဘူးဗုဒ္ဓဘာသာနဲ့ပြောမယ်ဆိုရင်ရှေ့ရခင်ကသူလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကြောင့်ကံရှေ့ရောက်နေလို့ရှိရင်တော့တာမန်ကြိုးစားတဲ့လူကတော့သူဘယ်လိုမှမိနိုင်မှာမဟုတ်ဘူးเนาะဒါပေမဲ့လည်းဉာဏ်နဲ့ဝရိယအားကောင်းတဲ့လူကခုနကံအရန်ကောင်းတဲ့လူတော့မဟုတ်ပေမဲ့သူကလည်းအောင်မြင်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ပညာဆိုတာကတော့ပုံမှန်အားဖြင့်တော့ကံဉာဏ်ဝရိယမှာဆိုရင်ဉာဏ်နဲ့ဝရိယမှာတော့ပညာဆိုတာတွဲပါတယ်ပေါ့နော်ပညာတက်ခြင်းနဲ့မတက်ခြင်းကဘာနဲ့ပတ်တူလဲဆိုတော့အဝေးပြေးလမ်းမပေါ်မှာ technology နဲ့မောင်းပြီးတော့ခီးတစ်ခုကိုရောက်အောင်သွားတာနဲ့အကောင်းစားကားတစ်စီးကိုသွားတာနဲ့ကွာကလေးမျိုးကွာတယ်ပေါ့နော်ပညာနဲ့သွားတဲ့လူကတော့ရှေ့ကိုပို့ရောက်တာပေါ့နော်ကံဆိုတဲ့ຢာကလည်းရှိတဲ့အတွက်ကြောင့်ကံအရန်ကောင်းတဲ့လူကတော့ပညာမရှိပေမဲ့လည်းအောင်မြင်တဲ့တိုးတက်တယ်လို့တော့ပြောလို့ရတယ်ပုံမှန်ခြေပွားအဖြစ်ပညာတက်ခြင်းသည်အောင်မြင်ခြင်းနဲ့ဓာတ်ရိုက်အချိုးကျတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အကုန်လုံးအတွက်မဟုတ်ပေမဲ့အများစုအတွက်တော့မှတ်ပါတယ်